Hello မင်္ဂလာပါရှင်ရိုးရအောင်ချုံမွေးလေးတွေတဲ့အခုကျွန်တော်ရောင်းနေတဲ့105သိန်း5000လေးတွေအပင် site ကလေးတွေပြပေးပါဆိုလို့အပင် site လေးတွေပြပေးမယ်ဒီမှာပါရှင်လှနေအောင်မယ်နော်100ကို5သိန်း5000ပါရှင်ဒီမှာပါဒီလို site တွေပါအပင်1000ဈေးကအရှစ်ဈေးလေးနဲ့ပေးမယ်ရှင်အပင်1000ဈေးရှစ်ဈေးလေးနဲ့ပေးမယ်ရှက်ပေါက်လာမေးပါဒါက100ကို5သိန်း5000မြောက်ရီဈေးပါရှင်ကျမကလောလောဆယ်မြောက်ရီရှန်ကိုရောက်နေလို့ပါနေပြီးတော့ရှန်ဆိုလဲနေပြီးတော့အရောက်စေးလက်လီစေးတသက်ရှိပါတယ်မြောက်ရီကတော့အနည်းဆုံးရာရှိသေးရစယူရပါတယ်เนาะဒီမှာကဲရိုးရအုပ်ချုပ်မွေးလှနေရောပဲเนาะလှနေတော့ install ရှိပါတယ်တခြားရိုးရတိပင်စားပင်အစုံရှိတယ်ပြီးွားရင်အော်ဒီကောင်ကဝါပရိသားတွေပါเนาะဝါပရိသားတွေပါဝါပရိသားတွေရှိမယ်ဟိုဘက်မှာတီးပင်စားပင်တွေရှိတယ်လောလောဆယ်ဟိုကပြပေးမယ်လိုက်ရှိဖြတ်ထုတ်စီးနဲ့လိုက်ရှိဖြတ်ထုတ်စီးနဲ့ဟိုဟာတွေပြပေးမယ်ကဲဒီဘက်မှာလည်းအုံချုံမွေးတွေအများကြီးပဲเนาะအုံချုံမွေးတွေအများကြီးရှိပါတယ်လိုက်ရှိဖြတ်ထုတ်စီးဟိုဟာဖြတ်ထုတ်စီးနဲ့တံမယာတို့ပြီးွားဖြစ်တံမယာဆေးဘက်တံမယာဖြတ်ထုတ်စီးတွေပြပေးမယ်ရှင်တံမယာဖြတ်ထုတ်စီးပါရှင်အပင်ဆိုင်တွေရှေးကြီးပဲလှပါတယ်ဒါက7စီးဖြတ်ထုတ်စီးတွေတကယ်ဒါကလိုက်ရှိဖြတ်ထုတ်စီးပါရှင်မြေတုံစီးဖြစ်တဲ့အတွက်ပစ္စည်းကရောက်တာနဲ့တန်းပို့ရမှာเนาะတန်းပို့မှာဖြစ်တဲ့အတွက်ကြိုပြီး order လေးပေးပါရှင်မနေ့ပြန်တပတ်ခါမြောက်ရီကားတစ်စီးဆင်းမှုရှိပါတယ်ကြိုပြီးတော့ order လေးတွေပေးပါရှင်ကဲအဲ့ဒါမှာလိုက်ရှိမြေတုံစီးတွေအများကြီးပါရှင်ကဲလိုက်ရှိမြေတုံစီးတမ်းမြမြေတုံစီးရမယ်ပင်နေ share လှပင်နေ share လှတယ်ဒါလေးတွေရောင်းလို့ရှင်เนาะပြုတ်ထုတ်တဲ့ထည့်ပြရတယ်အရေးထဲမှာထားဖို့လိုပါတယ်เนาะအရေးထဲမှာထားဖို့လိုပါတယ်အမြင့်ကြပြီဆိုမှနေဘူးထုတ်ပါရှင်ကဲဒီမှာဖြတ်ထုတ်စီးတွေအများကြီးရောက်ထားပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အော်နောက်တစ်ခါတည်းဟိုဟာလေးပါပြပေးမယ်ဒါကြုံမရပြီတခါတည်းတဲ့ကဲဒါတွေကမက္ဆီကိုညောင်နေငါမျက်နှာနေဘူးလို့မရဒါကကွန်းနေတွေရှိတယ်เนาะအပင်မျိုးစား size ဆုံးရှိပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်